အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ပြောပြပေးမယ့်အရာကတော့ကက်ကက်ကိုဖုံးဖြစ်အခုမှစတင်လေ့လာနေတဲ့သူတွေအတွက်ကက်ကက်ရဲ့မသိမဖြစ်သိထားရမယ့် interface အကြောင်းလေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီနေ့ကျွန်တော်တို့ကက်ကက်ကိုအသုံးပြုပြီးတော့ဗီဒီယိုတိဖြတ်လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ကက်ကက် application စီအောင်သွားမယ်တွားရင်တွေ့ရင်ကက်ကက် application ကိုဖွင့်လိုက်မယ်ဖွင့်လို့ရှိရင်ပထမဆုံးမြင်ရတဲ့ပုံစံကဒီလိုဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလည်းတစ်ခါမှမလုပ်ရသေးဘူးအခုမှစလုပ်မဲ့သူတွေကြတော့ကျွန်တော်တို့ဒီမှာ new ဗီဒီယိုကိုနှိပ်ပြီးတော့တွားလိုက်လို့ရှိရင်ရပါပြီပြီးသွားရင်နောက်တစ်ချက်ကြတော့ကျွန်တော်ဒီဘက်ဘေးမှာရှိပါတယ်ဒီဘက်ဘေးမှာ edit photo ပေါ့ကျွန်တော်တို့ဓာတ်ပုံတွေပါတီးပြမယ်ဆိုရင် edit photo ကိုရွေးပြီးသွားလို့လည်းရပါတယ်ပြီးရင်အောက်မှာမြင်ရတဲ့ဒီဗီဒီယိုတွေကြတော့ကျွန်တော်တို့ဒါကြတော့ကျွန်တော်တို့အရင်ကလုပ်ခဲ့တဲ့ဗီဒီယိုတွေဖြစ်တယ်ပြီးသွားတဲ့ဗီဒီယိုလေးရှိတယ်လို့လုံနေစေဗီဒီယိုတွေဆိုလို့ရှိရင်ဒီမှာ auto စီပြီးတော့သူထားထားပေးရဖြစ်ပါတယ်ကျွန်တော်တို့အချိန်အားမှပြန်ပြီးတော့တီးဖြတ်လို့ရပါတယ်ပြီးရင်အောက်မှာကြတော့ကျွန်တော်တို့ဒါလိုအပ်တဲ့ဟာတွေပေါ့ကျွန်တော်ဒီမှာ post template လို့ retag လို့ဒါတူးတွေအများကြီးရှိတယ်ပေါ့ဒါတွေကိုလည်းကျွန်တော်ဗီဒီယိုတီးဖြတ်ရင်းနဲ့လိုအပ်တဲ့ဟာလေးတွေကိုကျွန်တော်ပြောပြပြီးတော့မှဖြစ်ပါတယ်အခုကတော့တည်ထားစရာမလိုပါဘူးဒါဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ new video တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ဒီလိုကျလာပြီဒါဆိုလို့ရှိရင်ကျွန်တော်ဒီပေါ်မှာ3ခုရှိပါတယ်ဗီဒီယိုပို့တို live ပို့တိုဆိုပြီး3ခုရှိပါတယ်ဒီထဲကမှကျွန်တော်တို့ဗီဒီယိုကြတော့ဗီဒီယိုဖိုင်တက်တက်ကိုသူတည်တံ့ပြတာပါတယ်ပို့တိုကြတော့ကျွန်တော်တို့ဓာတ်ပုံပုံလေးကိုတည်တံ့ပြပါတယ် live ပို့တိုကြတော့ဒီ live ပို့တိုနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေကိုသူကအတည်တံ့ပြတယ်အခုဒီနေ့ကတော့ဗီဒီယိုကိုပဲကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ဆိုရင်ကျွန်တော်ဗီဒီယိုတစ်ဖိုင်ကိုကျွန်တော်ခေါ်ထည့်လိုက်မယ်ခေါ်တဲ့တော့ကြာရင်သတိထားပါတော့เนาะကျွန်တော်တို့က1 2 3 4 5 6 9 10ဆိုပြီးတော့အတန်းစီပြီးတော့ကျွန်တော်တို့တညီတဲ့လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးထားချင်တဲ့ဟာကိုကျွန်တော်တို့1ကိုပေးမယ်ဒုတိယထားချင်2ပေးမယ်တတိယထားချင်3ပေးမယ်အဲ့လိုမျိုးကျွန်တော်တို့ရွေးပြီးတော့ထားသွားလို့ရပါတယ်1ထားလို့ရှိရင်အထဲမှာလည်း1ပေါ့မယ်1ပြီးသွားရင်2လာမယ်2ပြီးသွားရင်3လာမယ်အဲ့လိုမျိုးပေါ့မှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ကတော့တစ်ဖိုင်ပဲထည့်လိုက်မယ်ကျွန်တော်တို့တစ်ဖိုင်ဆိုတော့1ပဲနှိပ်မယ်ပြီးရင်အောက်မှာ ADTS ဆိုတာရှိပါတယ်အဲ့ကိုတစ်ချန်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲရောက်လာပြီရောက်လာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာအခုမြင်ရအောင်เนาะဒီမှာအပုံမြင်ရတာကတော့ကျွန်တော်တို့ဒါဒီ preview ပေါ့ကျွန်တော်တို့ဗီဒီယိုတီးဖြတ်နေရင်နဲ့ကျွန်တော်တို့လုပ်ပြီးသားဟာကိုပြန်ကြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ preview မှာကြည့်လို့ရတယ်ပြီးသွားဆိုရင်နောက်ထပ်ဒီအောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဗီဒီယိုဝင်သွားတဲ့နေရာကျတော့ကျွန်တော်တို့တိုင်းလိုင်းပေါ့เนาะဗီဒီယိုရဲ့တိုင်းလိုင်းဗီဒီယိုရဲ့အကုန်လုံးကကျွန်တော်တို့ဒီမှာဝင်မှာဖြစ်ပါတယ်နောက်တစ်ခုကြတော့ကျွန်တော်တို့ AD အောက်မှာ S audio ဆိုတာရှိပါတယ်ဒါတခြင်းလေးပါထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ app audio မှာထည့်ရပါတယ်ပြီးနောက်တစ်ခုအောက်မှာတတိယမြောက်တစ်ခုကြတော့ကျွန်တော်တို့ add တက်လို့ခေါ်ပါတယ်ဒါကြတော့ကျွန်တော်တို့စာသားတွေထိုးဖို့ပြီးရင်စာတန်းတွေပေါ့ထိုးမှာပေါ့နော်ထိုးမယ်ဆိုလို့ရှိရင်ဒီ AD ရဲ့ add တက်ကိုကျွန်တော်တို့ဒါဒီထဲမှာထည့်ပေးရတော့ပေါ့နော်ကျွန်တော်တို့ပြီးသွားလို့ရှိရင်နောက်တစ်ခုကျွန်တော်အောက်ကြည့်မယ်ဒီအပေါ်ကဗီဒီယိုကိုကျွန်တော်တို့အတန်ဖြောက်ကျင်တယ်ဆိုလို့ရှိရင်အစစ်မှာကျွန်တော်တို့ nuclear audio ဆိုတာရှိပါတယ်ကျွန်တော်တို့ nuclear audio နှိပ်ပြီးဆိုရင်ကျွန်တော်တို့ပိတ်လို့ရပါတယ်ဒါဆိုလို့ရှိရင်အဲ့ဒီတန်းထဲမှာစီနေဒီဗီဒီယိုဖိုင်ရဲ့အတန်ကလုံးဝပိတ်သွားမှာဖြစ်ပါတယ်ပြီးအောက်မှာကျွန်တော်တို့ဆက်ကြည့်ကြည့်မယ်ကျွန်တော်တို့ဒီအောက်မှာကြတော့ဒီသူက function နှစ်တန်းပေါ့နော်ပုံစံ2မျိုးနဲ့သွားပါတယ်ဒီဗီဒီယိုကိုကျွန်တော်တို့ရဲ့ဗီဒီယိုကိုဆက်လက်မမှတ်ခင်အခြေအနေမှာကဒီပုံစံပြတာပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ edit လို့ audio လို့ tag လို့ effect လို့เนาะပြီးသွားရင် overlay လို့ caption လို့ဆိုတော့အများကြီးဒီမှာရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒီဗီဒီယိုကိုဆက်လက်မမှတ်ခင်အခြေအနေမှာပေါ်နေဟာပြီးရင်ကျွန်တော်နောက်တစ်ခုကြည့်မယ်ဗီဒီယိုကိုဆက်လက်မှတ်ပြီးမှပေါ်တဲ့အခြေအနေဆိုရင်အောက်မှာသူကပုံစံပြောင်းသွားပါပြီဒါဆိုလို့ရှိရင်ဒီဗီဒီယိုဆက်လက်မှတ်ရင်ဒီဗီဒီယိုကိုဘာတွေလုပ်လို့ရတယ်ဆိုပြီးတော့သူကဒီမှာဖော်ပြပေးတာပါပဲဖြစ်ပါတယ်ဒါတွေကိုလည်းကျွန်တော်ဗီဒီယိုတီးဖြတ်လုပ်ရင်းနဲ့ဘာလို့မလဲတစ်ခုချင်းစီပေါ့နော်ကျွန်တော်တို့အသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပြီးနောက်တစ်ခုနဲ့ကျန်တဲ့ဟာကအပေါ်မှာပေါ့ကျွန်တော်တို့ဗီဒီယိုတစ်ခုလုံးကိုတီးဖြတ်တဲ့ခါကျရင်ကျွန်တော်တို့ရဲ့ site ဘယ်လောက်ထားမလဲ resolution ဘယ်လောက်ထားမလဲပေါ့အမှကြည့်အပေါ်မှာ ANU80 ဆိုရှိပါတယ် ANU80 တစ်ချက်နေလိုက်လို့ဆိုရင်ဒီမှာပေါ်လာပါပြီဒီမှာဆိုရင် resolution ကဒီမှာ 4K ထိရတာတော့ဗောနော်ကျွန်တော်တို့ဒီမှာဆိုရင် frame range ဆိုတော့ကျွန်တော်တို့ဒီမှာ60 ထိပေးထားပါတယ်နော်ဒါတွေအကုန်လုံးကြတော့ကျွန်တော်တို့ကဘာအကောင်းဆုံးလဲဆိုလို့ရှိရင်ဒါကို 4K နဲ့ပြန်တော့ပိုအကောင်းဆုံးပေါ့ဒါပြင်မဲ့ကျွန်တော်တို့ရဲ့ကင်မရာကဘာနဲ့ရိုက်တာလဲကြည့်ကြည့်ပေါ့ကျွန်တော်တို့က 2K နဲ့ရိုက်ရင် 2K နဲ့ဖြတ်ဒါဆိုရင် 1080p နဲ့ရိုက်တာလို့ဆိုရင် 1080p နဲ့ဖြတ်တာပိုပြီးတော့ကောင်းပါတယ်ပြီးဘေးနားမှာစီးနေဒါ export ကြတော့ကျွန်တော်တို့ဗီဒီယိုအကုန်လုံးတီးဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ export ကိုနှိပ်ပြီးတော့ကျွန်တော်တို့ထုတ်လိုက်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီနောက်ဝေးဆုံးဒီ final result ကရသွားမှာဖြစ်ပါတယ်ဒီမှာဆို export နှိပ်လိုက်လို့ရှိရင်သူကဒီလိုပြေးနေမှာပေါ့ပြီးခိုင်းတော့ဒါတစ်ကနေတရားဒီပြေးသွားလို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဗီဒီယိုပြီးသွားပြီပေါ့နော်ကျွန်တော်
ဒါဒီနေ့ကတော့ကျွန်တော်ကတော့ PT မလုပ်တော့ကျွန်တော်ပိတ်လိုက်မယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုအသစ်နဲ့အတူပြန်လာပါမယ်